အာဆင်နယ်ဖန်အားလုံးပဲမင်္ဂလာပါကျွန်တော်အာဆင်နယ်တင်းကတော့ပုံမော့အတင်းကိုထပ်ရှုံးပြီးတော့မှပရီးမီးယားလိဂ်မှာဆိုတော့မန်စီးတီးကို3မှတ်အကွာကနေပဲဆက်ပြီးတော့ဦးဆောင်နိုင်တော့မှာဖြစ်ပါတယ်တကယ်တော့အာဆင်နယ်နဲ့မန်စီးတီးနဲ့ထပ်တွေ့ခဲ့ရင်မန်စီးတီးကထပ်ပြီးနိုင်သွားရဆိုတော့အာဆင်နယ်တင်းကပရီးမီးယားလိဂ်ဖလားကိုလည်းဆက်ပြီးတော့လွယ်လွယ်ရဖို့ရှိနေပါတယ်လက်ရှိခြေစွမ်းအရဆိုတော့အာဆင်နယ်ရဲ့ခြေစွမ်းကတော်တော်လေးကိုစိတ်ပြက်စရာကောင်းနေပြီးတော့မှဘာကြောင့်ဒီလိုအခြေအနေတွေရှိနေတယ်လဲဆိုရင်တော့ဒီပြအာဒီတာရဲ့ကစားသမားထုတ်ပုံထုံနည်းတွေကစားကွက်အခင်းချင်းတွေကအလုံးမဖြစ်တာပဲဖြစ်ပါတယ်အထူးသဖြင့်အာဆင်နယ်တင်းမှာပြန်ပြီးတော့တက်တာလာလဲအိုဒီကတ်ဂျီဇက်ပြီးတော့လူးဝစ်စကေလီတို့ကအာဆင်နယ်ကိုတော်တော်ကြီးကိုတုတ်ခပေးနေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်သူတို့ပြန်ပြီးတက်တာလာကအာဆင်နယ်တော့ကောင်းကျိုးမဖြစ်ပဲနဲ့တကယ်ကိုကန်ဆိုးမုံမောင်တို့မျိုးကြီးဖြစ်နေတာဖြစ်ပါတယ်လက်ရှိမှာလူးဝစ်စကေလီဂျီဇက်မာဒီအိုဒီကတ်တို့ရဲ့ဒီအာဆင်နယ်တော့ပြန်ပြီးကစားပေးတဲ့ပွဲတွေကိုကြည့်ရင်တော့အာဆင်နယ်တော့တော်တော်လေးကိုအဆင်မပြေတာတွေတွေ့ရပါတယ်ဆိုလိုပဲရှုံးပွဲတွေနဲ့ဆက်တိုက်ကိုတွေ့နေရပါတယ်လက်ရှိတိုင်းဒါအာဆင်နယ်ကဆက်သွားမယ်ဆိုတော့ပရီးမီးယားလိဂ်မှာလည်းထပ်ပြီးတော့ရှုံးပွဲတွေထပ်တွေ့ဖို့ရရှိနေပါတယ်ထို့အတူပဲချန်ပီယံလိဂ်မှာလည်းကျွန်တော်အာဆင်နယ်တင်းကလက်ရှိမှာဆိုတော့ကွာတာဖိုင်နယ်မှာဒါစပိုတင်းကိုနိုင်ထားတယ်ဆိုပေမဲ့အဲ့ဒီတဆင့်ထပ်ပြီးတက်တဲ့စီမီမှာဆိုတော့တကယ်ကိုကြမ်းတမ်းတဲ့အသင်းအနေနဲ့ထပ်တွေ့ရမှာဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာအာဆင်နယ်ကလက်ရှိခြေစွမ်းအတိုင်းဒါဆက်ပြီးတော့လှုပ်သွားမယ်ဆိုတော့ကျွန်တော်အာဆင်နယ်တင်းတော့တော်တော်လေးကိုစိုးရိမ်စရာဖြစ်ပါတယ်လက်ရှိခြေစွမ်းကိုတော့ဘယ်တော့မှကိုဒါဖလားပြောမှဆိုချန်ပီယံမဖြစ်ထိုက်တဲ့ခြေစွမ်းဖြစ်ပါတယ်လက်ရှိမှာအာဆင်နယ်ကစားသမားတွေရဲ့စိတ်သက်ပိုင်းကလည်းတော်တော်လေးကိုလည်းညံပြင်းလို့နေတယ်ပဲပြောရတော့မှာဖြစ်ပါတယ်နိုင်လို့စိတ်တွေဘာမှမရှိဘူးပါဆိုဘူးဘလို့တိုက်ပွဲဝင်စိတ်သက်မှမရှိတဲ့ခြေစွမ်းတွေဖြစ်ပါတယ်ခြေစွမ်းမကောင်းရင်တော့မှသူတို့ရဲ့စိတ်သက်တွေကတကယ်ကိုပြင်းထန်ဖို့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာအာဆင်နယ်ကအခွင့်ကားတွေအကောင်းကောင်းကိုရထားပြီးတော့မှထပ်ပြီးလက်လွဲရမယ့်အခြေအနေရှိပါတယ်ဆိုတော့လာမယ့်ရာသီမှာတော့အာဆင်နယ်ဟာလက်ရှိကစားသမားဖြစ်တဲ့လူးဝစ်စကယ်လီဂျီဇက်အိုဒီကတ်တို့ကိုအမြန်ဆုံးထုတ်ရောင်းဖို့တင့်နေပါပြီထို့အတူပဲနီးပြအာဒီတာကလည်းလက်ရှိတိုင်းတာသူ့ရဲ့အချိုးတွေကဆက်သွားမှဆိုတော့အာဆင်နယ်ဘုတ်အနေနဲ့လည်းအမြန်ဆုံးနီးပြကိုပြောင်းလဲလုပ်တင်ပါတယ်နီးပြအာဒီတာကိုမကြိုက်လို့ဆိုတာတဲ့တကယ်အရေးကြီးတဲ့ပွဲတွေမှာနီးပြအာဒီတာကလုံးနိုင်စွမ်းတွေကတော်တော်လေးကိုမင်းကွန်းထုတ်ရှာတွေဖြစ်ပါတယ်ဒါတော့သူနိုင်တော့ကျွန်တော်တို့ကလက်ခုပ်တီးပေးပြီးတော့ဒါရှုံးတဲ့အခါမှာအပြစ်ပြောတာတော့မဟုတ်ပေမဲ့အရေးကြီးတဲ့ပွဲတွေမှာဆိုရင်တော့နီးပြအာဒီတာရဲ့ကစားတမဒီပွဲထုတ်မှုတွေကတော်တော်လေးကိုအန်တယ်များပါတယ်ပြီးခဲ့တဲ့နှစ်မှာလည်းတကယ်အရေးကြီးတဲ့ပွဲတွေမှာဘလို့မှယုံစားလို့မရတဲ့လူးစကေလီလို့ကစားသမားတွေကိုပွဲထွက်ခဲ့တဲ့အခါမှာအာဆင်နယ်တင်းကချန်ပီယံလိဂ်ကထွက်ခဲ့ရတယ်ပေါ့နော်လက်ရှိမှာလည်းဒီလူးစကေလီကအာဆင်နယ်အတွက်အရန်ကစားသမားဆိုပေမဲ့လည်းပါလိုက်တဲ့ပွဲနေမှာတော့တော်တော်လေးကိုပြဿနာများပါတယ်ဆိုတော့ဒီလောက်ပါပဲဗျာအာဆင်နယ်ဖန်နေအားလုံးစိတ်ရှိထားကြပါဦးလို့ကျွန်တော်တို့အာဆင်နယ်တနေ့မဟုတ်တနေ့တော့ဖလားရမှာပါဗျာအားလုံးကိုကျေးဇူးတင်ပါတယ်